ပေးသည်ရှိကိုဒီလိုလေးတနက်တုပ်လေးတုပ်လိုက်တာထမင်းပင်နဲ့ပကံကောင်ကလည်းမသိလိုက်ဘူးရှင်တုပ်နေလေးရလဲရန်ကိုမှလွေကိုရိုးရှင်းပြီးတော့ထမင်းမိတ်စေပါရှင်ဒီလိုမျိုးလေးတုပ်စားကြည့်ကြည့်နော်ဒါဆိုလို့ရှိရင်ပေးသီးလေးတွေကိုစပြီးတော့ပြုတ်လိုက်ပါမယ်ပေးသီးလေးနည်းနည်းလေးနွန်းနွန်းလေးရလာပြီဆိုတာနေရပါပြီရှင်စီပူလာပြီဆိုရင်ကတော့စနွေးမှုအနည်းငယ်စက်တုံဖြူလေးထည့်ပါမယ်မွေးအောင်ကြီးစီစပြီးတော့ခုလိုမျိုးလေးတက်ပေးလိုက်ပါမယ်နှင်းတော့မှာဆိုတော့ကျမငပိလေးအနည်းငယ်ထည့်လိုက်ပါတယ်ငပိကကြာလို့ရှိရင်မကြရင်လည်းမထည့်လို့အဆင်ပြေပါရှင်ဒီလိုရှိရင်တော့ခုလိုမျိုးလေးမယုတ်သီးမုံကျဲမုံလေးနှစ်စုံလောက်ထည့်လိုက်မယ်အယောင်အတွက်အယောင်တွေမုံလေးတစ်စုံလောက်ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့လမ်းမှာလူကိုရိုးရှင်းတဲ့မွေးလာသည်ကြီးမရက်တန်းမွေပေးရပါမယ်အခုလိုစားတော့ဖို့အတွက်ကတော့ငရုတ်သီးလေးတွေကိုထည့်ပါမယ်ငရုတ်သီးများများစားရှင်တော့များများလေးထည့်ပေါ့နော်အရသာအတွက်ကတော့စားဟင်းရှုံမုံလေးထည့်ပါမယ်အရှင်အတွက်ကကျမကတော့တံပြာသီးထည့်လိုက်ပါတယ်တံပြာသီးဆိုပိုးပြီးမွေးပြီးတော့ပိုးပြီးတော့လည်းစားလို့ကောင်းတယ်ပေါ့နော်ဒီလိုရှိရင်စားတော့လို့ရပါပြီရှင်စုံနင်းလေးကလည်းလေကိုရိုးရှင်းပြီးတော့ထမင်းလဲမိန်စေပါတယ်တနက်တုပ်လေးကတော့တုပ်နည်းလေးကလည်းရုံမှလွေကူတယ်ပေါ့နော်အပေါ်ကနေနန်းလေးတွေဖြူပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ရှင်ငံဆက်ပေးသည့်ရှည်တုပ်လေးရပါပြီရှင်အားလုံးပဲထမင်းမိန်စားပါကြနော်